အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့ slide ထမ်းဖြစ်ပါတယ်အခုကျွန်တော်တွေးဆုံမေးမြန်းဖို့စီစဉ်ထားတာကတော့ Genius Coffee ပိုင်ရှင်ဖြစ်တဲ့ဦးငွေထွန်းနဲ့ GCCF ရဲ့ Executive Director ဆလိုက်ကျုံချင်းပဲဖြစ်ပါတယ် GCCF Global Chin Christian Federation နဲ့ Genius Coffee ပူးပေါင်းပြီးတော့ချင်းပြည်နယ်ကတောင်သူတွေသူတို့ရဲ့ coffee site ချင်းအဖြစ်သူတို့ဘယ်လိုပုံစံနဲ့သူတို့အသက်မွေးကြောင်းလောက်နိုင်မလဲဆိုတဲ့ဟာလေးဒီခုသူတို့လောက်နေတဲ့စီမံကိန်းလေးတွေကိုကျွန်တော်တို့တွေးဆုံမေးမြန်းမှာဖြစ်ပါတယ်Mr. Bika interview kan tu Chinland Post cuma ulum nak tampi kan itu mika wancim tu. Lapan ni naga Bika hen Genius Coffee Company I anai tu ungwe tun ama kurang bak kan sena arpane kan cimbi tu bol laut lomin hapol sa zetin inda ki coffee chin nagen pocom nak tiang asikong hamo di arat mise. Tu kumuzong hen atam le tu ting khat lang thong da lang kan chinchang kan chimia chun plewa miu ne ti lo chu dam miu ne popa wa hen atam le chu kan chinchang ti bang kha chim wen du chono di adika ro chono di Global Chin Christian Federation Genius Coffee Company ပူပေါင်းတော့ခါတတောင်တနေရာကနေကျွန်တော်ချင်းပြည်မှာရှိတဲ့တောင်သူတွေသမားတွေအတွက်တစ်ဖက်တစ်လိုင်းကနေဝင်ရဖို့ဒါမှမဟုတ်ရင်ကျွန်တော်ဒီအသက်မွေးကြောင်းအဖြစ်လှုပ်သွားနိုင်မှုအတွက်ကျွန်တော်ရွေပြီးတော့ကျွန်တော်လှုပ်တာဖြစ်ပါတယ်လို့ဒါကြောင့်ကျွန်တော်ဒီ Genius Coffee Company ပိုင်ရှင်ဦးငွေထွန်းကိုလည်းဒီဟာကချင်းမြေရောက်လာတဲ့အတွက်သူ့ပေါ်မှာကျွန်တော်အမှန်တမ်းကျေးဇူးတင်ကြောင်းပြောကြားချင်ပါတယ်မနေ့ကကျွန်တော်တို့ဒီ coffee representation ကိုကျွန်တော်လုပ်တဲ့အခါကျတော့အဲ့ဒါမှတက်လာတဲ့တကယ် key leader ဒီရဲ့တောင်းဆိုချက်အရဒီ interview ကိုကျွန်တော်လုပ်ချင်းဖြစ်ပါတယ်ဒီလုပ်တဲ့အခါကျတော့လည်းကျွန်တော်နောက်ပိုင်းသူတို့ပြန်ပြီးတော့နားထောင်လို့ရအောင်နောက်တော့ဒီ coffee လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ခါသူတို့တိချင်တာတွေထပ်ပြီးတော့တိလို့ရအောင်ဆိုတော့ကျွန်တော်Chinland Post ကကျွန်တော်အခုလိုမျိုးတင်ပေးတာဖြစ်တဲ့အတွက်လည်းအထူးကျေးဇူးတင်တဲ့အကြောင်းလည်းဆက်လောက်တော့ကျွန်တော်ပြောချင်တယ်လို့တော့ဦးငွေထွန်းကလည်းကျွန်တော်အမတမကျေးဇူးတင်ပါတယ်လို့ Genius Coffee ကိုကျွန်တော်2012မှာရှမ်းပြည်နယ်ရွာငံမြို့နယ်မှာစပြီးတော့တည်ထောင်ခဲ့ပါတယ် Genius Coffee ရဲ့အဓိကတည်ထောင်ရတဲ့ရည်ရွယ်ချက်ကတော့ coffee စိုက်ပျိုးတဲ့တောင်သူတွေနဲ့ဝင်ငွေတိုးရေးအလုပ်ကိုင်ခွင့်ရရှိရေးနဲ့ Genius Coffee ကိုတောက်သုံးမဲ့လူတွေအတွက်ကျန်းမာရေးနဲ့ညီညွတ်တဲ့ coffee ကိုတောက်သုံးနိုင်ဖို့ဆိုပြီးရည်ရွယ်ချက်တွေနဲ့ကျွန်တော်တို့ဒီ Genius Coffee ကိုတည်ထောင်ခဲ့တာဖြစ်ပါတယ် Genius Coffee ရဲ့အစကတော့ရှမ်းပြည်နယ်မှာစခဲ့ပါတယ်တိုးတော်လည်းအခုချိန်မှာဆိုရင်မြန်မာနိုင်ငံအနှံ့ပြားမှာကျွန်တော် coffee site ပြုလုပ်ရတဲ့နေရာတွေကနေပြီးတော့အားလုံးပေါင်း16နေရာနေပြီးကျွန်တော်ယူပါတယ်အခုဒီချင်းပြည်နယ်ကနေဆိုရင်ကံပက်လက်နောက်တစ်ခါကျတော့ကျွန်တော်တို့မင်းတပ်ကနေပြီးတော့ကျွန်တော်ပြီးခဲ့တဲ့နှစ်တွေတုန်းက coffee တွေယူပါတယ်အခုကတော့ချင်းပြည်နယ်မြောက်ပိုင်းအခုတီတိန်ဟာခါဖလန်ထန်တလန်ဒီမျိုးနယ်တွေကနေပြီးတော့ကျွန်တော်တို့ coffee တွေဆက်ပြီးတော့ယူဖို့ဆိုပြီးတော့ကျွန်တော်စီစဉ်နေတာဖြစ်ပါတယ်ကျွန်တော်တို့ညဉ့်ကြီးချင်း coffee က coffee ကိုစိုက်ပျိုးဒီမှာဒီနောက်ဆုံး coffee science ထိကျွန်တော်လုပ်ငန်းကိုလုပ်ပါတယ်အဓိကcoffee လုပ်ငန်းမှာလိုအပ်နေတဲ့နည်းပညာအရင်းအနှီးနောက်တစ်ခုကကျွန်တော်ဈေးကွက်အဲ့ဒါတွေအကုန်လုံးကိုဆက်ပြီးတော့ကုမ္ပဏီတစ်ခုတွေကနေပြီးတော့ဝန်ထမ်းပေါင်း300ကျော်နဲ့ကျွန်တော်တို့နေရာအလုံးပေါင်း6ခုမှာဖွင့်လှစ်ပြီးတော့လုပ်နေပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ coffee company အနေနဲ့ပြည်ပကိုလည်းဒီနှစ်ဒီမှာတင်ပို့မှုအများကြီးရှိခဲ့ပါတယ်ဂျပန်နိုင်ငံကျွန်တော်တို့ coffee ကိုအလုံးကိုကြိုက်နေတယ်ပါတယ်ဂျပန်နိုင်ငံကိုတင်ပို့တာကကျွန်တော်တို့ရဲ့အဓိကလုပ်ငန်းဖြစ်ပါတယ်ကျွန်တော်စိုက်ပျိုးရေးမှာလည်းအခုဆိုလို့ရှိရင်ပြီးခဲ့တဲ့2018ကနေပြီးတော့စိုက်ပျိုးလိုက်တာအခုဒီ2020အထိဆိုရင်ဧကပေါင်း2000နီးနီးကိုကျွန်တော်စိုက်ပျိုးပြီးဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဆက်လက်ပြီးတော့လည်းတိုးချဲ့စိုက်ပျိုးသွားဖို့ရည်ရွယ်ချက်ရှိပါတယ်ချင်းပြည်နယ်ကိုအဓိကကျွန်တော်လာတဲ့ရည်ရွယ်ချက်ကလည်းချင်းပြည်နယ် coffee တွေကအရန်ကိုကောင်းပါတယ်ချင်းပြည်နယ်မှာရှိနေတဲ့ခြေမြစ်သဘာဝ coffee စိုက်ပျိုးဖို့တင်တော်ပါသို့တော်လည်း coffee ထွက်ရှိမှုကအလွန်ကိုနည်းနေသေးတယ်ကျွန်တော်အနေနဲ့ coffee ထွက်ရှိမှုကိုပို့ပြီးတော့မှကောင်းဖို့အတွက်ကျွန်တော်စူးစမ်းပြီးတော့ဆက်လက်ဆောင်ရွက်သွားပါကုန်ကျန်းတွေကိုဆရာတို့ဘက်ကယူပေးမလဲဟုတ်ကဲ့ဒီ coffee ဈေးကွက်တိုင်ခုကဘယ်လိုလဲခုချိန်မှာအလားလာရှိတာဘယ်လိုကဝါဦးဖက်မှာပဲအတိုင်းနေလို့ဟုတ်ကဲ့ကျွန်တော်တို့ ਨੇ ဒီ GCCF နဲ့ကျွန်တော်တို့ဆွေးနွေးကြပါတယ်ကျွန်တော်တို့ဒီ coffee site ပြိုးဖို့အတွက်လှုပ်လာခဲ့တာ2နှစ်ရှိပါပြီဒီနှစ်မှာတော့ကျွန်တော်တို့လက်တွေ့အကောင့်ထဲပေါ်ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့လုတ်ကင်တဲ့ပုံသဏ္ဍာန်တော့ဘာလဲဆိုတော့ကျွန်တော်တို့ကတစ်နှစ်ဒီဘက်က site မယ်လို့ပြောတဲ့အချိန်မှာကျွန်တော်ပြိုးပင်တွေလုတ်ပါတယ်အဲ့ပြိုးပင်တွေရလာပြီဆိုတဲ့အခါမှာအဲ့ပြိုးပင်တွေကိုကျွန်တော်တို့ကတောင်သူတွေကိုလောလောဆယ်မှာပေးထားပါတယ်ဒါပေမဲ့သူတို့နှုံးတစ်ခုသတ်မှတ်ထားပါတယ်အဲ့တော့ပြောရမယ်ဆိုရင်တော့ coffee bean တစ်ပင်ကိုကျွန်တော်တို့က300နဲ့
နောက်တစ်ခါကျတော့ကားပေါ့အဲ့ဒီဟာမျိုးကျွန်တော်တို့ပေးပါတယ်အဲ့တော့အဲ့ဒီဟာကိုသူတို့ coffee ထွက်လာတဲ့အချိန်မှာကျွန်တော်တို့ပြန်သွင်းရအောင်ဥပမာပြအခုအပင်1000ယူရတယ်ဆို3သိန်းအဲ့3သိန်းကိုကျွန်တော် coffee စီးနဲ့ကျွန်တော်တို့ပြန်ပြီးတော့သွင်းရအောင်အဲ့တော့ကျွန်တော် coffee ဝယ်တယ်ဆိုတာကိုလည်းဒီကိုကျွန်တော်တို့ကဝယ်တဲ့အဝယ်တိုင်းနေလာမယ့်နှစ်ကနေစပြီးတော့ဟိုကျွန်တော်တို့စဖွင့်ပါမယ်စဖွင့်ပြီးတော့ coffee ကိုစဝယ်တဲ့ဟာလေးရှိတဲ့ coffee ကိုပဲကျွန်တော်တို့အရေးသွေးမြင့်ထုတ်ကြည့်ပြီးတော့ကျွန်တော်ဝယ်တဲ့ဟာစလုပ်ကြည့်မယ်ဒါပထမအဆင့်ပေါ့ဒုတိယအဆင့်ကတော့သူတို့ coffee တွေထွက်လာပြီဆိုကျွန်တော်တို့ဒီအနီးနားမှာစိတ်ယုံလေးတစ်ခုကျွန်တော်တို့တီထောင်မယ်ခုနကတော့လည်းကျွန်တော်ပြောသွားတယ်ဒီကလူငယ်တွေကိုပဲကျွန်တော်တို့ဘက်ကနီးပညာတွေပေးပြီးတော့နီးပညာတွေလွှဲပြောင်းပေးပြီးတော့ကျွန်တော်ဒီမှာပဲ coffee ကိုနောက်ဆုံးကုန်ကြောဖြစ်တဲ့အထိကျွန်တော်ထုတ်ပါမယ်ဒါဒုတိယအဆင့်တတိယအဆင့်ကတော့ကျွန်တော်တို့ကဒီက coffee တွေကိုနိုင်ငံတကာကိုပို့နိုင်တဲ့အဆင့်ထိကျွန်တော်လုပ်ပါမယ်အဲ့ဒါကတော့နောက်ဆုံးမှာစိတ်ယုံအကြီးတကယ်ကိုဒီမှာလာထောင်ပြီးဟိုနိုင်ငံတကာကိုပို့နိုင်တဲ့ coffee မျိုးကိုဒီမှာထုတ်ဖို့အတွက်ကျွန်တော်တို့အဲ့လိုစဉ်းစားပါတယ်အဲ့တော့၃ဆင့်ကိုတွားတဲ့အခါမှာပထမဆုံးကကျွန်တော်တို့ကဒီ coffee ဆိုတာ pure coffee ကတဘာဝထွက်ကုန်ဖြစ်ပါတယ်စိတ်ယုံမှာကျွန်တော်ဆက်တာမဟုတ်ပါဘူးအဲ့ခါကျတော့အရင်ဆုံးစိုက်ဖို့လိုပါတယ်စိုက်တာကိုကျွန်တော်စလုပ်ပါတယ်စိုက်တာတွေအကုန်လုံးကျွန်တော်ပြီးတဲ့အခါမှာစိတ်ယုံအသေးစားလုပ်ပါမယ်နောက်ဆုံးမှာစိတ်ယုံအကြီးစားလုပ်ပါမယ်အဲ့အဆင့်၃ဆင့်နဲ့တွားပါတယ်အဲ့တော့ပြန်ပြောရရင်တော့ coffee စိုက်တာနဲ့ကျန်တဲ့ဟိုသီးနှံတွေစိုက်တာနဲ့မတူတဲ့အချက်တစ်ချက်တည်းရှိပါတယ်အဲ့ဒါတော့ဘာလဲဆိုတော့ coffee ကစိုက်ပြီးတော့တကယ်ကိုကျွန်တော်နေလှမ်းနာပြီးထားမယ်ဆို9နှစ်ထိထားခံပါဈေးရလည်းမကျသွားပါဘူးအဲ့တော့ကျွန်တော်ကအဲ့ဒီအတွက် coffee ကိုကျွန်တော်ကကျန်တဲ့သီးနှံတွေအစားစိုက်တာဖြစ်ပါတယ်နောက်တစ်ခါတော့ coffee စိုက်မယ်ဆိုရင်တက်တက်မြေနေရမလိုပါဘူးမြေနေရရှင်းဖို့မလိုအရင်တုန်းကတစ်တော်တွေတစ်ပင်တွေရှိပြီးသားနေရာမှာပဲကျွန်တော် coffee ကိုစိုက်လို့ရတာဖြစ်တဲ့အတွက် coffee စိုက်တဲ့အတွက်မြေနေရမကုန်ပါဘူးဒီထက်ပိုကောင်းတာတစ်ခုရှိပါသေးတယ်အဲ့ဒါတော့ဘာလဲဆိုတော့ရေရှည်မှာကျွန်တော်တို့နိုင်ငံကနေပြီးတော့တခြားနိုင်ငံတွေမှာအလုပ်သွားလုပ်နေတဲ့လူတွေကျွန်တော်ဒီမှာအလုပ်ပေးနိုင်တော့မယ်ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ကျွမ်းကျင်လာတဲ့နည်းပညာတွေကိုကျွန်တော်ဒီမှာရှိနေတဲ့ coffee တွေနဲ့ကျွန်တော်အစားထိုးပြီးတော့သူတို့သင်နိုင်တယ်ကျွန်တော်သူတို့ဒီ coffee တွေကိုလုပ်ငန်းကိုလုပ်နိုင်မယ်ဆိုရင်ဒီအလုပ်ကိုင်ခွင့်ရကိုလည်းကျွန်တော်ပေးနိုင်မှာဖြစ်ပါအဲ့တော့ကျွန်တော် company အနေနဲ့ကသူများတွေလိုမျိုးကုန်ချမ်းဝယ်ဖို့ထက်ကျွန်တော်ကုန်ကြောထုတ်ဖို့ထိပါအဲ့တချို့အပိုင်းတွေကိုတောင်သူတွေစိုက်ပျိုးတဲ့သူတွေကပဲသူတို့ကိုယ်တိုင်လုပ်ပါမယ်ကျွန်တော်အနေနဲ့အခုကတော့နေလှမ်းပြီးတဲ့ coffee စီကို4500ကျပ်စီပေါ့နော်တပိတ်တာကို4500ကျပ်စီနဲ့ဝယ်ပါတယ်ဒါတခြားသောကျွန်တော်တို့မခွေးတို့ကြရားတို့မှလည်းအဲ့ဈေးနှုန်းတွေနဲ့ကျွန်တော်ဝယ်ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာဒီက coffee quality ကအဲ့ထက်ပိုကောင်းလာတယ်ကျွန်တော်လည်းအပြင်မှာဒီချင်း coffee ဆိုပြီးတော့ရောင်းတဲ့အခါမှာပို့ပြီးတော့မှဈေးပိုရမယ်ဆိုကျွန်တော်အဲ့ဈေးပိုရတဲ့ဟာကိုဒီဘက်ကိုတောင်သူတွေကိုပို့ပြီးရစေချင်ပါတယ်နောက်တစ်ခါတော့ကျွန်တော်တို့ကကုန်တယ်တွေပွဲစားတွေမဟုတ်ပါဘူးကျွန်တော်တို့နိုင်ငံကိုစိုက်ပျိုးရေးနဲ့ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်စေဖို့အတွက်ကျွန်တော်တို့ဒီစုံဦးတီထွင်နေဖြစ်ပါတယ်ကျွန်တော်သူများတွေမလုပ်ရသေးတဲ့နေရာသူများတွေမဝင်ရသေးတဲ့နေရာတွေမှာကျွန်တော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်စိုက်ပျိုးရေးကိုအခြေခံတဲ့စီးပွားရေးလုပ်ငန်းတွေကိုကျွန်တော်တည်ထောင်ပြီးတော့ကျွန်တော်ကိုယ်တိုင်ကဥဆောင်ပြီးဒီနိုင်ငံတကာကိုကျွန်တော်ဈေးကွက်ဖြန့်ချီနိုင်ဖို့ကျွန်တော်စူးစမ်းနေကြတာဖြစ်ပါတယ်ခင်ဗျဒီကအဲ့လိုညီဟန်နာဒီသူတို့အခုလုံးလို့စစ်ချင်ရပါလေအဲ့ဒါလေးသူတို့ကဟိုတီးတဲ့ဟာလေးခုပြီးတော့သူတို့ထိုင်းလာတော့ဒါပေမဲ့ဟိုတီးတင်ကော်ဖီလို့ကျွန်တော်စကြနေတယ်ဟုတ်ကဲ့ဒီ traditional လေးနဲ့လောက်နေတာဆိုတော့ဒီနေ့ quality ကလည်းတိတ်မကောင်းဘူးပေါ့ဟုတ်ကဲ့အဲ့လိုမျိုးကုန်ကျန်းတကယ်အပြင်ကနေခူးလာတဲ့ဟာကိုဒီမထိုင်းခင်မှာဘလို့အယောင်ဝင်လုပ်လို့ရတယ်အဲ့လိုမျိုးကိစ္စအဲ့ဒါလည်းကျွန်တော်တို့ကတော့အခုကလုတ်သွားမှာပါကျွန်တော်တို့မှာပုံစံ2မျိုးရှိပါတယ်တစ်မျိုးကတော့ဒီတောင်သူကကျွန်တော်တို့စီကတင်တန်းတွေတက်ထားပြီးတော့သူ့ဘာသာသူလုံနိုင်တာနောက်တောင်သူတစ်မျိုးကကြတော့သူ့အနေနဲ့တင်တန်းလက်တက်ဖို့အဆင်မပြေဘူးသူလုတ်ဖို့လည်းအဆင်မပြေဘူးဆိုကျွန်တော်တို့စီကိုအသီးဆိုတွေလာကိုရောင်းလို့ရပါတယ်အဲ့ဒါကိုလည်းကျွန်တော်တို့က900ဈေးကနေပြီးတော့900ဈေးလောက်ထိကျွန်တော်တို့စပြီးတော့ပေးဝယ်သွားပါမယ်အဲ့ဒီဟာကိုမှတကယ်လို့သူ့အနေနဲ့မရောင်းညင်တဘူးဆိုရင်တော့သူ့ဘာသာသူဟိုအိမ်မှာပဲဖြစ်ဖြစ်သူ့ရဲ့ဟိုခြံမှာပဲဖြစ်ဖြစ်ကျွန်တော်နေလှမ်းမယ်ဆိုရင်အဲ့ထက်ပိုပြီးတော့ဈေးကောင်းရပါအဲ့တော့ coffee ကအကြမ်းများအဖြစ်9ဘိတ်တာဆိုရင်1ဘိတ်တာပြန်ထွက်ပါတယ်အဲ့သူ9ဘိတ်တာကိုရောင်းမယ်ဆိုရင်တကယ်လို့900နဲ့ရောင်းရင်3500ပဲရမယ်ကိုယ့်ဘာသာကိုလုတ်ပြီးတော့ရောင်းမယ်ဆို4500ရအဲ့အတွက်သူကပို့ပြီးတော့မှဝင်ငွေပို့ပြီးတော့တိုးလာအောင်ကျွန်တော်တို့ကစူးစမ်းပြီးလုပ်သွားမှာဖြစ်ပါတယ်ဒီ coffee ကကျမရေးရှုတော့မှဖြစ်အဲ့လိုကြည့်ပေါ့နော်ဟုတ်ကဲ့ဘာကောင်းလဲပေါ့ဆရာအတွက်ကျွန်တော်ဒီဒီကတော့စိုက်ပျိုးတဲ့လူမဟုတ်ဘဲနဲ့ကျွန်တော်အဓိကတောက်သုံးတဲ့လူဟုတ်အဓိကကတော့ coffee ကိုတောက်သုံးခြင်းအဖြစ်ကျွန်တော်တို့ရဲ့ဥမာအဖြစ်ကင်ဆာယောဂါတို့နောက်တစ်ခါနှလုံးကျင်းတဲ့ယောဂါတို့အဲ့ဒါတွေကိုကာကွယ်ပေးပြီးသားဖြစ်ပါတယ်နေ့စဉ် coffee အနည်းဆုံး၄ခွက်ထိတောက်လို့ရတယ်လို့ကျွန်တော်တို့ကဟို WHO ကလည်းညွှန်ကြားထားပါတယ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ဟာတော့သူ့ထဲမှာကျွန်တော်တို့ဟိုကိုခန္ဓာအတွက်ဟိုအကျိုးရှိနေမဲ့ဓာတ်တွေအများကြီးပါပါတယ်အဓိကတော့ antioxidant လို့ခေါ်တဲ့ကျွန်တော်တို့တွေဟိုလုပ်ငန်းမှာဟိုအဲ့လိုမျိုးပေါ့ဟိုပို့ပြီးတော့မှ
တော်တော်လည်းနဲ့လုံနိုင်အောင်အများနဲ့နိုးကြတက်ကြွနေအောင်အဲ့ဒါတွေအတွက်လည်းကျွန်တော် coffee ကအကျိုးပြုပါတယ် coffee ရဲ့အဓိကအကျိုးပြုရတဲ့အဓိကအချက်ကတော့ဘာလဲဆိုတော့ကျွန်တော်တို့နေ့စဉ်မှာသွာလာလှုပ်ရှားတဲ့အခါမျိုးမှာတစ်ခါတရံကြလို့ရှိရင်ကျွန်တော်မလှုပ်ချင်မအိမ်မသားဖြစ်တဲ့အဲ့ဒါမျိုးဆိုရင်ကျွန်တော်ဒီ coffee ကိုတောက်လိုက်တယ်ဆိုပို့ပြီးတော့လန်းဆန်းလာတယ်တက်ကြွလာဒါတော့ကျွန်တော် pure coffee ကိုပြောတာပါအခြားသောနိုးစီတွေတကြားတွေထည့်တောက်မယ်ဆိုရင်တော့သူ့မှာအခြားသောစိုးကျိုးတွေရှိပါတယ်အဲ့ဒါတွေကိုတော့ကျွန်တော်တို့ကကိုယ့်ရဲ့တောက်သုံးမှုချိန်ပြီးတော့ကျွန်တော်တောက်ဖို့လိုပါတယ်ကျွန်တော် coffee ကို black coffee ပေါ့လုံးဝရေနွေးနေပဲဖြောမယ်ဒီတိုင်း coffee ကချိုးပါတယ်နည်းနည်းလေးအချင်တက်လေးပါပါတယ်နောက်တစ်ခါခါပါတယ်အဲ့သုံးခုလုံးပါမှသာလင် coffee အစစ်မှန်ဖြစ်ပါတယ်တချို့က coffee ကခါရုံပဲခါတချို့ coffee ကအရန်ကိုချိုလုံးဝကြီးနေဒီလိုဟာမျိုးဆိုရင်တော့ဒါတကယ်coffee အစစ်မဟုတ်ပါဘူးသူ့မှာတခြားဓာတ်တစ်ခုခုနဲ့ရောရတာမျိုးတခြားသောဓာတုဆေးဝါးတွေနဲ့ရောရတာမျိုးဖြစ်ပါတယ်ဆရာအနေနဲ့ဒီချင်းမီတပီလုံးမှာတော့လည်းကောင်းဆရာယူရထားဒီပမာပြည်တပီလုံးမှာပဲတော့လည်းကောင်းပါနော်ဧကဘလောက်ပေါင်းကိုစိုက်ဖို့ရွေးချက်ရှိပါတယ်လေကန်ထိုက်တူမီချူတာချွနာကလာတန်းရင်ကော်ဖီအထားတော့ဒီစားကန်လုံးတော့အစနာရင်လာတန်းရင်ဧကပါစေစတဲ့ကန်ချင်တာတက်လိုက်ဆိုတော့နမနာတိမီယာကန်တာပေါ်ရမ်ပုံပလုကကန်တိလာမလာတန်းပုံပလုတိလာမဧကပါစေဆောင်တာချင်းဒင်းနာတိမီစီပြောချင်တာတော့ဘာမှတပီလုံးမှာတော့လည်းကောင်းဆရာပြောရတဲ့ထဲမှာချင်းတောင်အမနာမကော်ဖီတက်ကောင်းလို့ပြောတယ်အရန်ကျူးတင်တယ်အဆန်ဆရာအနေနဲ့ဒီချင်းတောင်မှာဧကပေါင်းဘလောက်တော့ရွေချက်တွေရှိပါတယ်လေအဲ့လိုစိုက်ချင်းအဖြစ်တောင်သူတွေသမားတွေတွေ့ရောဘလူတော့အထောက်ကိုပြုတ်မလဲဆိုတာဆရာနည်းနည်းပဲပြောပြလို့ပြောပြအစိတ်ချင်ပါတယ်လို့ကျွန်တော်ကုမ္ပဏီအနေနဲ့2025မှာတနိုင်ငံလုံးမှာ coffee site ဧက9000ကျွန်တော်တို့ site သွားဖို့ရည်ရွယ်ချက်ရှိပါတယ်ချင်းတောင်မှာ coffee site ဧကကျွန်တော်တို့1000လောက်ကျွန်တော်တို့ရည်ရွယ်ထားပါတယ်site ပြို့ဖို့လက်ရှိအခြေအနေမှာတော့ကျွန်တော်တို့အနေနဲ့ coffee site ကချင်းတောင်မှာကျွန်တော်တည်ပြီးတဲ့အခြေအနေကထောင်ငန်းရှိပါတယ်တိုးတော်လည်းပဲ coffee ထွက်ရှိမှုကတော့လက်ရှိနည်းနေပါသေးတယ်အသီးသီးတဲ့ရာဂိုင်နှုန်းတွေကျွန်တော်တို့နောက်ပိုင်းမှာပို့ပြီးတော့များလာဖို့အတွက်ကျွန်တော်ရည်ရွယ်ပြီးတော့လှုပ်ဆောင်နေရှိပါတယ်ဒီအချင်းလောင်ခက်စလို့ရင်ကန်ချမီဗျာတကအမအနေကန်လာထန်ဒီလိုက်ကျွန်တော်ချက်စလို့ရင် coffee အချီအက်ဒင်ခါအဘိုင်အကံပက်ချုံမကကုမ်ထုမ coffee အတိုင်းမအတိုင်းမနော်ခါအတိုင်းနွားခန်မအကံပက်မီအဘာတေခါဝေချန်စတင်ဟာကန်ချမ်ထန်တင်ဟာเกุมขัดอัฐิตายมินิกันอาบาจุธาเตียนสมขอติกันไตจะลองจะสโลวินอามาสินะฮัลกวันดูทาริมสุดสิดิเสียจนมากะโกฟีค้าอจินลองสโลวินมากะเห็นตาเซซงเตียงเดียรินมินงตัมปีเซงเตียงเรียนจนเปกคนอาดิงินติมตัวนักนี้ติมน้องอากันชิมจงจงบุญทัลตาดอกไม้เสียในคุณอาลูดีเอกาปอมยาอันนี้ทรงตองกันนะบอกเนาะอันนี้ทรงเนี่ยจินออกมาใช้บุญอยู่ท่าเลยနောက်တော့ဆရာအနေနဲ့ကျွန်တော်တို့ကိုဒီတောင်သူလင်သမားတွေအတွက်တစ်ဖက်တစ်လမ်းကနေဒီဝင်ဝင် shorts မှာကျွန်တော်အကျွေးနဲ့ပေးထားတယ်အဲ့ဒီတို့လည်းအရန်ကျေးဇူးတင်ပါတယ်လို့အဲ့တော့ coffee က3နှစ်မှာတီးတယ်လို့ဆရာပြောတယ်အဲ့ဒါတီးတဲ့အခါကျတော့ကျွန်တော်ဒီအကျွေးနဲ့ပေးထားတာကျွန်တော်ပြန်ပြီးတော့ဆက်ပေးမှာဖြစ်တယ်ဒါအပြင်ဆရာအနေနဲ့အဓိကသူကိုယ်တိုင်လာရတဲ့အကြောင်းရင်းကတော့ဆရာလာရတဲ့အကြောင်းရင်းကတော့ဒီအတီးကိုဝေတာမျိုးမဟုတ်ဘဲနဲ့ဒီမှာချင်းတော်မှာဥပမာပြောဟာခါမှာပေါ့ဗျာဒီနေရာမှာပေါ့ကောင်းတဲ့နေရာမှာဒီ coffee စိတ်ယုံကြည်ကိုတည်ဖို့အတွက်အလုပ်သမားကိုဖြစ်နိုင်လို့ရှင်တော့ရာနဲ့ချီပြီးတော့အချိန်မီပေးနိုင်တီကိုဆရာယူရထားတယ်လို့ပြောတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဖြစ်နိုင်ချီဆရာရှိမရှိကျွန်တော်တို့တစ်ချက်ပြောပြပါလားလို့ကျွန်တော်တို့အနေနဲ့တော့ coffee ကိုတိုက်ရိုက်ရောင်းဝယ်ရောင်းချခြင်းကိုကျွန်တော်တို့နီလန်းကိုသုံးပါတယ်အဓိကအဖြစ်စိုက်ပျိုးတဲ့တောင်သူကစားသုံးတဲ့သူစီကိုတိုက်ရိုက်ရောင်းဖို့အတွက်သူတို့ကိုယ်တိုင်ကကုန်ကြောကိုထုတ်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီချင်းပြည်နယ်မှာကျွန်တော်အနေနဲ့မှန်းလာတာအနည်းဆုံးမြောက်ပိုင်းမှာစက်ရုံ2ရုံလောက်နဲ့တောင်ပိုင်းမှာစက်ရုံ2ရုံလောက်ကျွန်တော်တို့တိုးချဲ့ဖို့အစီအစဉ်ရှိပါတယ်အဲ့ဒါကိုလည်း2025လောက်မှာအပြီးကျွန်တော်တိဆောက်သွားပါမယ်အခုချိန်ကနေစစိုက်ပြီးတော့2025လောက်မှာတိဆောက်သွားပါမယ်ဖြစ်နိုင်ခြေအများကြီးရှိပါတယ်ကျွန်တော်တို့ဈေးကွက်အရာကျွန်တော်2နေရာကိုမှန်းပါတယ်တစ်ခုကတော့ပြည်တွင်းဈေးကွက်ပါတစ်ခုကတော့ကျွန်တော်တို့ရဲ့အိမ်နီးချင်းအိန္ဒိယနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုချင်းပြည်နယ်ကနေပြီးတော့မှသွားရောက်မယ်ဆိုရင်ကျွန်တော်ဒီဈေးကွက်ကြီးကအကြီးကြီးရှိပါတယ်အဲ့အတွက်ဈေးကွက်ကိုလည်းရှားမဲ့အခက်အခဲမရှိနိုင်ပါဘူးအလုပ်သမားကလည်းဒီမှာရှိနေတဲ့တောင်သူတွေရဲ့သားသမီးတွေနောက်တစ်ခုကတော့နိုင်ငံခြားမှာသွားပြီးတော့ထွက်လုံနေမဲ့လူတွေကိုကျွန်တော်ဒီမှာသာအလုပ်ကန်ခွင့်ရေးပေးနိုင်မယ်ဆိုလို့ရှိရင်ဒီစက်ရုံကအလုပ်ဖြစ်မယ်လို့ထင်ပါတယ်နောက်တစ်ခုကတော့ကော်ဖီကကျန်တဲ့သီးနှံတွေနဲ့မတူတာလူစွမ်းအရင်းမြစ်ပေါ်မှာအများကြီးမိခိုးပါတယ်
coffee ခူးတီမှာစာပြီးတော့နောက်ဆုံးမှာ coffee ကိုမြည်တဲ့ coffee ကိုဖြော်တဲ့အထိအဲ့ဒီအတွက်ကျွန်တော်တို့ကလူရဲ့စွမ်းအားအရင်းမြစ်ကိုကျွန်တော်တို့သုံးနိုင်လေကျွန်တော်တို့ရဲ့ကုန်ပစ္စည်းတွေကတန်ဖိုးမြင့်လာမှာဖြစ်ပါတယ်အခြားကုန်ပစ္စည်းတွေလိုမျိုးကျွန်တော်တို့ကုန်ကျန်းရောင်းတာမျိုးမဟုတ်ဘဲနဲ့ coffee ကိုခူးတီမှာဒီနောက်ဆုံး coffee ဖြော်သည့်အထိကျွန်တော်တို့ကတောင်သူတွေကိုဒါမှမဟုတ်တောင်သူတွေရဲ့သားသမီးတွေကိုကျွန်တော်အလုပ်ပေးနိုင်မှုရည်ရွယ်ထားပါတယ်ဒီမှာလဲစက်ရုံတိစောက်မယ်ဆိုလို့ရှိရင်အဲ့စက်ရုံကိုကျွန်တော်တို့အခြားသောတောင်သူတွေရဲ့ပစ္စည်းတွေကိုလည်းထုတ်ပေးနိုင်တဲ့စက်ရုံမျိုးကျွန်တော်တိစောက်မှာပါ Genius Coffee တခုတည်းကိုထုတ်တာမျိုးမဟုတ်ဘဲနဲ့အခြားသော coffee ထုတ်ကုန်တွေကိုသူတို့ထုတ်မယ်ဆိုရင်လည်းကျွန်တော်ဒီကနေပြီးတော့ထုတ်ပေးနိုင်ဖို့ကျွန်တော်ယူဆပါရည်ရွယ်ပြီးတော့လုပ်ပါမယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်အနေနဲ့စက်ရုံတစ်ခုတိစောက်ဖို့အတွက်ဖြစ်နိုင်ခြေတွေကိုကျွန်တော်အနည်းဆုံး2နှစ်လောက်ကျွန်တော်တို့ကြည့်ပါမယ်ဒီစက်ရုံကနေပြီးတော့မှတဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေမရှိရအောင်နောက်တစ်ခုကဒီစက်ရုံကြောင့်ဒီအနီးနားမှာရှိနေတဲ့ပတ်ဝန်းကျင်တွေလူမှုရေးစီးပွားရေးမထိခိုက်ရအောင်ကျွန်တော်အဲ့ဒါတွေအကုန်လုံးနဲ့တွက်ချက်ပါမယ်အဲ့ဒါတွေအကုန်လုံးတွက်ချက်ပြီးတော့မှကျွန်တော်ဒီမှာလာပြီးတော့ရင်းနှီးမြှုပ်နှံမှာဖြစ်ပါတယ်ခင်ဗျဆရာအနေနဲ့ဒါပထမအဆုံးချိန်ဟာခါရောက်လာတယ်ဆိုတော့ဒီဟာအခုဆရာဒီရှိတဲ့အချိန်တုန်းမှာပေါ့နော်အရင်တုန်းကစိုက်ထားတဲ့ coffee ပင်တွေဖြစ်နိုင်ဆရာလေးလာဒါများရှိလားအဲ့ဒီလေးလာတာရှိခဲ့လို့ရှိရင်အဲ့ဒီအပြင်တွေရောဆရာအခုချိန်မှာတီးတယ်လို့ကျွန်တော်သတင်းရတယ်ဆိုတော့အဲ့ဒီအပြင်တွေရောတီးတော့မဲလားဆရာကျွန်တော်အနေနဲ့နည်းနည်းရှင်းပြလို့ရမလားအဲ့ခါကျတော့ကျွန်တော်သူဟာလကတူမျိုးတွေစီဒီဆရာကျွန်အတူမစပိခါခါအရဖက်စေကျွန်အရချမ်းချုံတဲ့ဟာခါပေါ်ဟောင်းကံဘူပါချန်ကန်တိလာမာအနက်ချီမီကော်ဖီတနာခါလေလာကဒူတီအတီတီကအဝလီလာမီတေမောမခတာအတူလီဟကော်ဖီခါအတလိုက်လီယိုစီတီကာမအတလိုက်မီခတာအတူတျန်အတလိုက်ရီမောဒီမီတေခါတုံပလ်မကန်ချင်ခလိုက်မောဟုတ်ကျွန်တော်အနေနဲ့ဒီဟာခါကိုလာတော့မှာပဲကျွန်တော်ဟာခါအနီးနားမှာရှိတဲ့ရွာတရွာမှာကျွန်တော်သွားပြီးတော့မှအရင်တုန်းကစိုက်ထားခဲ့တဲ့ coffee bean တွေကိုလေ့လာဖြစ်ခဲ့ပါတယ် coffee bean တွေရှိပါသေးတယ်အသီးလဲတီးနေတာအများစွာတွေ့ရပါတယ်နောက်ဒီ data ဒီယာတီဥရုနဲ့လက်ရှိနေတဲ့မြေအခြေအနေက coffee site ဖို့အတွက်အများကြီးကျွန်တော်တို့ဖြစ်နိုင်တယ်လို့ကျွန်တော်တို့သုံးသပ်မိပါတယ်နောက်ဆုံးတစ်ချက်ကတော့ဒီ coffee တွေကိုစိုက်ပျိုးမယ်ဆိုလို့ရှိရင်ဝင်ငွေကလည်းအခြေအနေတစ်ခုထိကျွန်တော်တို့ပို့ပြီးတော့တိုးလာမယ်လို့ယူဆပါတယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီ coffee bean ကိုစိုက်ပျိုးဖို့အတွက်အပင်တွေခုတ်ရတာမျိုးဒါမှမဟုတ်မြေတွေရှင်းရတာမျိုးမီးတွေရှို့ရတာမျိုးအဲ့ဒါတွေလုပ်စရာမလိုပါဘူးလက်ရှိနေတဲ့တစ်ပင်ကြီးတွေအောက်မှာပဲကျွန်တော် coffee ကိုကျွန်တော်ဆက်လက်ပြီးတော့စိုက်ပျိုးတဲ့အတွက်ကျွန်တော်တို့အများကြီးဒီတစ်တော်တွေခုတ်ရတာနောက်တစ်ခါကျတော့ဒီဟာအတွက်အလုပ်သမားစရိတ်တွေအများကြီးသက်သာစေပါတယ်Matisia join coffee kan cinti ka hen pezat asade kan cina atat lai ma kan cimi coffee kala ka kanta adang thingu ka kan cin khau mo join coffee kan cinti ka ma kai hen zaitluk tiang na zo khen a hau sa chunung ti chena hobi sia kuna lu le la de atwet di anit 30ကျော်ရှိတဲ့ coffee နဲ့အခုချင်းအရန်တီးတော့မယ်ဆိုတော့ကျွန်တော်ပြဿနာလုံးဝမရှိဘူးဆရာတွေ့ရတဲ့အတွက်ဝန်တာတယ်ဒါဆိုရင်ကျွန်တော်ဆရာ coffee စိုက်တဲ့အခါကျတော့ဘေးနှစ်ဘေးကွာမှာကျွန်တော်စိုက်တင်လေအဲ့လိုဘေးနှစ်ဘေးကွာမှာစိုက်တဲ့အခါကျတော့အဲ့ဒီကြားထဲမှာတခြားပြင်တွေကျွန်တော်ဆက်လို့ရမလားဆက်လို့ရခဲ့ပြီဆိုရင်အဲ့ဒီအပြင်တွေဘာအပြင်တွေဖြစ်တင်လဲဆိုတာတစ်ချက်ရှင်းပြလို့ရမလားလို့ဟုတ်ကဲ့ပါကျွန်တော်အနေနဲ့တော့coffee bean စိုက်မယ်ဆိုရင် coffee bean စိုက်ဖို့အတွက်မြေအကွာဝေးကို10ပေ6ပေကျွန်တော်စိုက်စေချင်ပါတယ်ဒါအကောင်းဆုံးအခြေအနေမှာကျွန်တော်တို့ခက်ကြဲကြဲလေးစိုက်ထားတာဖြစ်ပါတယ်ဒီထက်စိတ်ပြီးတော့လဲစိုက်မယ်ဆိုရင်စိုက်လို့ရနိုင်ပါတယ်ဒါပေမဲ့ရေရှည်မှာတော့ကျွန်တော်ခုဆွတ်တဲ့ခါမှာနောက်ကျွန်တော်ဒီအပင်တွေအရန်ကြက်လာတဲ့အခါမျိုးမှာခက်ခဲရှိနိုင်ပါတယ်တကယ်လို့ဒီ coffee ပင်တွေကိုကြဲကြဲစိုက်ထားမယ်ဆိုရင်တော့ဆရာခုနကပြောသလိုမျိုးပဲဂျားညက်ပင်တွေကျွန်တော်စိုက်လို့ရပါတယ်အရေးပင်တွေမှမဟုတ်ပဲဂျားညက်ပင်တွေကတော့ဒီမှာအခုစိုက်နေကြတဲ့ဝါဥတို့နောက်တစ်ခါကျတော့ကျွန်တော်စနွင်းတို့နောက်ငရုတ်တို့နောက်ငရုတ်ကောင်းတို့ဒါမျိုးတွေကျွန်တော်တို့ဂျားထဲမှာညှက်ပြီးစိုက်သွားလို့ရပါတယ်ဂျားညက်တဲ့သီးနှံတွေကလည်းဝင်ငွေတွေရနိုင်ပါတယ်အရေးပင်တွေကလည်းဝင်ငွေတွေရနိုင်ပါတယ်ကော်ဖီကလည်းဝင်ငွေရနိုင်ပါတယ်နောက်တစ်ခုတော့ကျွန်တော်ຫນွယ်ပင်တွေဖြစ်တဲ့ကျွန်တော်တို့ဟိုမှာသဘောတကူကဆေးဘက်ဝင်တဲ့အပင်တွေကျွန်တော်ထက်ဆိုင်သွားမယ်ဆိုရင်လည်းရနိုင်ပါတယ်ငရုတ်ကောင်းလိုဟာမျိုးလို့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီပင်မဲ့လိုဟာမျိုးလို့ဒါမျိုးတွေကိုလည်းကျွန်တော်ຫນွယ်ပင်တွေဖြစ်တဲ့အတွက်သူတို့ကအပင်တွေပေါ်မှာပဲရက်နေမှာဖြစ်တော့ကျွန်တော်တို့ထက်ဆိုင်လို့ရတဲ့အပင်တွေဖြစ်ပါတယ်အဲ့တော့ coffee စိုက်တယ်ဆိုတော့ coffee တစ်ခုလေးကနေပဲဝင်ငွေရတာမျိုးမဟုတ်ပဲねအရိပ်ပင်နောက်တစ်ခါကျတော့ဂျားညက်ပင်နောက်ဥတွေနဲ့ကျွန်တော်ဥတွေစားလို့ရတဲ့စနွင်းတို့ဒီလိုဟာမျိုးပင်တွေကိုကျွန်တော်တို့စိုက်သွားမယ်ဆိုရင်ကျွန်တော်တို့ကဝင်ငွေကတစ်ခုလည်းမဟုတ်ပဲねဘောင်းစုံကနေရပါမယ်ကျွန်တော်တို့အနေနဲ့တော့ coffee ကိုစိုက်ဖို့အတွက်အလွှာ၄လွှာသတ်မှတ်ထားပါတယ်ပထမတော့
အပင်မြင့်ကြီးတွေဒါအရေးရဖို့အတွက်ပါနောက်တစ်ခုက coffee နဲ့နောက်တစ်ခုကတော့ကျွန်တော် coffee နဲ့ဘေးနားမှာကြားတွေထဲမှာစိုက်လို့ရတယ်ငရုတ်ပင်လိုဟာမျိုးတွေနောက်တစ်ခုကတော့မြေကြီးထဲမှာဥမယ်ဆိုတော့ကျွန်တော်တို့ဟိုမှာစနွင်းလိုဟာမျိုးတွေနောက်ຫນွယ်တက်မယ်ဆိုတဲ့အပင်မျိုးအဲ့လိုမျိုးအပင်၄မျိုးကို coffee နဲ့ကြားညှက်ပြီးစိုက်မယ်ဆိုရင်ဝင်ငွေက coffee တစ်ခုလည်းမဟုတ်ဘူးအရင်တော့ယာတွေတောင်တွေဟိုတောင်ယာတွေလုတ်တဲ့ဝင်ငွေထက်ပိုပြီးတော့တာမယ်လို့ကျွန်တော်အနေနဲ့ဟိုသုံးသပ်မိပါတယ်အခုအဖက်နေကအကုန်ငန်ပြီးပြီးပေါ်ခိတာအဒန်းဇေကန်ချင်းခေါ်ခုရှာပြောရကြတယ်မှာကျေးဇူးများတင်ပါတယ်တချို့အပြင်ကြီးတွေအရေးရဖို့အတွက်ကတော့ခါဘုံမှာဖြစ်ပေါ့ထိုးဘတ်တို့ပြင်းနေတို့အဲ့ဒါရောကျွန်တော်တို့ဒီစိုက်လို့ရလဲဆိုကျွန်တော်တို့မကက်ဒမီယာခေါ်လာမကက်ဒမီယာအဲ့ဒါလေးရောစာရလာလို့ကျွန်တော်သိချင်ပါတယ်ဟုတ်ကဲ့အဓိကတော့အပင်မြင့်ကြီးတွေကတော့ကျွန်တော်သဘောကျတဲ့အပင်တွေကပိန်းနဲ့နောက်ဟိုထောဘတ်မကက်ဒမီယာတရက်ဒါမျိုးတွေကျွန်တော်တို့စိုက်သွားလို့ရအဲ့ဒီကနေပြီးတော့အသီးတွေတီးမယ်နောက်တစ်ခုကတော့ကျွန်တော်တို့အခုဒီဘက်မှာဟိုတခြားသောဟိုတီးနှံတွေဖြစ်တဲ့အဲ့လိုမျိုးအရေးရနိုင်တဲ့ငပြောတို့နောက်တစ်ခါကျတော့ဒါနှစ်တူတွေပါဟိုတင်ဘောတို့ဒါမျိုးတွေကိုလည်းကျွန်တော်တို့ကြားညက်ပြီးတော့စိုက်လို့ရပါတယ်ဒါတွေကတော့နှစ်တူတွေအနေနဲ့စိုက်လို့ရပါတယ်နှစ်ရှည်တွေနေကတော့မကက်ဒမီယာနောက်ဟိုဥစားပေါ့ပိန်းနဲ့နောက်ထောဘတ်ဒညင်ဒါမျိုးတွေကလည်းအသီးတွေစားလို့ရတယ်။နောက်ကျွန်တော်တို့ဒီဘက်မှာအစိုက်များကြတယ်မြောက်ငိုပင်ဒါတွေအကုန်လုံးကိုလည်းကျွန်တော်တို့ကဆက်ပြီးတော့စိုက်သွားလို့ရပါတယ်။ကိုယ်လိုစိုက်ခြင်းနဲ့ကျွေးရတဲ့အရွက်တွေကသူကမျိုးစားဖြစ်သွားတယ်တဘောမျိုးမလားဆရာ။ဟုတ်ပါတယ်။ဒါဆိုမကန်ပြီပေါ်ကန်ချင်းနေသင်ငွေအတလာမီအနာပေါ်ခါနော်နာအချန်ထလိုက်ဒီမီခါကန်တိုက်တိကဆရာအရာဒီကတော့ခုတ်ဆံလို့တော့ပေါ့နော်။ဟုတ်ပါတယ်။အဲ့ဒါတခုသိချင်တယ်။နောက်တစ်ခုဆရာထိုက်ကန်ဒူမီဘခါချိုဇယ်စီတီဆရာဂျွန်မတီကန်ချင်းတကcoffee ko nga hekia thanu silo ma coffee kata zetik tyang ra kumza da tha tin ki kan zau khen hau ma kho chun coffee kong ta kumza tyang da ki athai kan lo kho chon ti sin sa ai ro coffee bean site ku pian do me so yin coffee bean ကို site ပြီးမှာဘလောက်ထိကျွန်တော်ကူးဆိုင်ရမလဲနော်အဲ့ဒီ coffee bean တော့ဘယ်နှစ်ထိကျွန်တော်အတီးကိုခုလို့ရမလဲဆိုဆရာတစ်ချက်ပြောပြလို့ရမလားလို့အဲ့တော့ကျွန်တော်တို့က coffee bean ကိုစပြီးတော့စိုက်ဖို့အတွက်တစ်နှစ်အချိန်ယူရပါတယ်အစီကနေပြီးတော့မှပြိုးထောင်လာတာအဲ့ပြိုးထောင်ပြီးတစ်နှစ်ကြာတဲ့အခါမှာစိုက်ပြီးပြီဆိုရင်အဲ့ coffee bean ရဲ့သူ့ရဲ့အနေထားကအမြင့်ဆွဲဖို့လိုပါတယ်အဲ့တော့အမြင့်ဆွဲပြီဆိုလို့ရှိရင်ရွက်သစ်လေးတွေထွက်လာပါတယ်အဲ့ရွက်သစ်လေးတွေထွက်ပြီးသွားတဲ့အခါမှာကျွန်တော်အနေနဲ့ဂယူးဆိုင်မှုကတော့အရင်ကြီးမလိုတော့ပါဘူးတကယ်လို့ရွက်သစ်တွေမထွက်သေးဘူးဆိုရင်တော့ကျွန်တော်အဲ့အနီနာမှာဟိုလိုအပ်တဲ့ဟိုမှာဖြစ်မြေစီလိုတာလားဒါမှမဟုတ်အရိပ်လိုတာလားလိုအပ်တဲ့ဟာလေးတွေကိုကျွန်တော်တို့ဟိုကြည့်ပေးဖို့လိုပါတယ်ဒုတိယအဆင့်ကတော့ coffee က3နှစ်နေစတည်ပါတယ်3နှစ်နေပြီးတော့စတည်လိုက်တာနှစ်30 40အထိကျွန်တော်ပြုစုဆောက်ရှောက်တဲ့ပုံမူတည်ပြီးတော့ကျွန်တော်ဟိုတည်နိုင်ပါတယ်အဲ့တော့ဒါပေမဲ့3နှစ်တစ်ခါလောက်ကျွန်တော်တို့အနေနဲ့ဘာလုပ်ဖို့လိုလဲဆိုတော့သူ့ကိုလိုအပ်တဲ့သဘာဝမြေဩဇာတွေရွက်ဆွေးတွေနောက်ချီတွေဒါမျိုးတွေကျွန်တော်တို့ကကျွေးပေးဖို့လိုပါတယ်ဒါနှစ်စဉ်အဲ့လိုမျိုးကျွေးသွားမယ်ဆို coffee bean ကနှစ်အကြာကြီးခံပါတယ်နောက်တစ်ခုကအသီးတွေကပို့ပြီးတော့တီးပါတယ်အသီးကျွေတဲ့နှုံနဲပါတယ်ကျွန်တော်တို့အသီးရလဲသူများအသီးတွေထပ်ပို့ပြီးချိုးပါတယ်အဲ့တော့ဒီချင်းပြည်နယ်မှာမြေစီမြေအားကောင်းပါတယ်တော်တော်ကိုကျွန်တော်အပင်တွေလည်းတွေ့တယ်အဲ့အတွက်ဒီဒေသထွက်တဲ့သီးနှံတွေကပို့ပြီးတော့မှအရသာပို့တယ်အနက်အမွှေးနှံတွေပို့ကောင်းတယ်သို့တော်လည်းအခက်ခဲကတော့အဲ့ဒီဟာတွေကိုကင်တွယ်တဲ့အခါမှာတော့ကျွန်တော်တို့ဂယူးဒီဇိုင်းတွေကျွန်တော်တို့ကင်တွယ်ဖို့လိုပါတယ်ဒါလေးကင်တွယ်ပြီးကောင်းကောင်းလုပ်မယ်ဆိုရင်ချင်းပြည်နယ်ရဲ့ coffee ကမြန်မာပြည်မှာအကောင်းဆုံး coffee အနေနဲ့ကျွန်တော်တို့ရှေ့ဆက်ပြီးသွားနိုင်မှာဖြစ်ပါတယ်ဒီလိုဧကတစ်ခုစိုက်မယ်ဆိုမှတော့အဲ့ဒီဧကမှာတဧကမှာဘယ်နှပြင်းများစနိုင်မလဲပေါ့အနည်းဆုံးနဲ့ဆရာပြောစေချင်တာအနည်းဆုံးနေနဲ့တစ်နှစ်ပဲကျွန်တော်ကြည့်ဖို့လိုတယ်နောက်ပိုင်းတော့တိတ်ကြည့်စရာမလိုတော့ဘူးဟုတ်ပါတယ်အခါကျတော့တိတ်ကောင်းတယ်အဲ့ဆိုကျွန်တော်အနည်းဆုံးဝင်ငွေတောင်းသူတွေအနေနဲ့ဘလောက်ဒီဧကမှာဘလောက်ရနိုင်မလဲဆိုပြောလို့ရမလားအနည်းဆုံးနဲ့ပြောစေချင်ပါတယ်ကျွန်တော်အနေနဲ့တော့ဒီ coffee ကိုတဧကကိုကျွန်တော်တို့အပင်800လောက်စိုက်စေချင်ပါတယ်ဒါကျွန်တော်10ပေ6ပေနဲ့800လောက်အနည်းဆုံးစိုက်မယ်နောက်ပြီးတော့ coffee ပင်စိုက်မယ်ဆိုရင်လည်းအနည်းဆုံးပင်3000လောက်စိုက်စေချင်တယ်အဲ3000ဆိုတော့အဲ့ coffee ပင်ဟိုပါပေါ့တယောက်တမိသားစုပေါ့တနိုင်တစ်ပိုင်းကအပင်အနည်းဆုံး3000လောက်ကိုကျွန်တော်နိုင်နေဟိုဟာထိန်းကြည့်ဟိုဟာကြည့်နိုင်ပါတယ်အဲဝင်ငွေနေနဲ့တော့အကြမ်းများဖြစ်ဒီအပင်3000ကနေပြီးတော့ကျွန်တော်အနေနဲ့ဝင်ငွေအနည်းဆုံး340လောက်ကျွန်တော်ရနိုင်ပါတယ်။ဘာကြောင့်ဒီကောက်ကိုကျွန်တော်တို့အကြမ်းမြင်2သိန်းကနေ15သိန်းလောက်ဝင်နိုင်တဲ့အတွက်အဲ့တော့အဲ့ဒီကနေပြီးတော့ဒါဝင်မယ်ဆိုရင်ကျွန်တော်ဝင်ငွေအနည်းဆုံးတစ်နှစ်ကို340လောက်ထိရပါမယ်။ဒါပေမဲ့အဲ့ဒီဟာမှာ
လုတ်သမားကားတွေပြန်နှုတ်ရမယ်နောက်တခြားသောပစ္စည်းတွေပြန်နှုတ်ရမယ်ဆိုတော့ပထမဆုံးနှစ်မှာတော့နည်းနည်းလေးကျွန်တော်တို့ဒီပစ္စည်းရတွေပို့ကုန်ပါမယ်အဲ့တော့ဒါမှနောက်နှစ်တွေမှာတော့ဒီဟာကနှစ်20ကနေ30လောက်ထိတာဒါရပါမယ်ဒါကျွန်တော်ပြောတာ coffee တခုလည်းဖြစ်ပါတယ်အခြားသောသီးနှံတွေစိုက်မယ်ဆိုထောပတ်နောက်တစ်ခါကျဘိန်းနဲ့ဒညင်းကျန်တဲ့သီးနှံတွေကိုသာစိုက်မယ်ဆိုရင်အဲ့ဒီကလည်းဝင်ကိုရနိုင်ပါတယ်အဲ့တော့ကျွန်တော်မှန်းတာက3ဧကကနေပြီးတော့360လောက်များဝင်မယ်ဆိုရင်အကြမ်းမြင်ပြောရမယ်ဆိုရင်1ဧကကနေပြီးတော့320လောက်ကျွန်တော်တို့ပတ်ချလဲဝင်နိုင်တဲ့အနေထားရှိပါတယ်ဒါပေမဲ့ဒီနေရာမှာဒီဟာခါမှာတော့အခက်အခဲတစ်ခုကဘာလဲဆိုတော့ဒီ coffee သီးတွေထွက်ရှိမှုကတော့အားနည်းကောင်းနေနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့အရန်အေးတဲ့ရာသီဥတုဖြစ်ပါတယ်။နောက်တောင်ဆောင်တွေဖြစ်ပါတယ်။နောက်တစ်ခါတော့အရန်အရိပ်ကိုများတဲ့ coffee စိုက်ပျိုးတဲ့နေရာတွေဖြစ်ပါတယ်။အဲ့ဒီအတွက်ကျွန်တော်တို့ကနည်းကောင်းနေနိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်အခုပြောခဲ့တဲ့ဟာတော့အနည်းဆုံးဖြစ်ပါတယ်။ကျွန်တော်တို့အခြားသော data တွေမှာတွားပြီးတော့မှကျွန်တော် coffee တွေဝယ်တယ်သူတို့မေးကြည့်တဲ့အခါမှာလည်းသူတို့ရဲ့ဝင်ငွေကအကြမ်းများဖြစ်တော့သူတို့320နဲ့အစိတ်ကြားထဲမှာရှိကြပါတယ်။အဲ့တော့ကျွန်တော်တို့အမှန်တာ coffee အပြင်အခြားသောသီးနှံတွေလည်းသူတို့ရှိမယ်ဆိုရင်အနည်းဆုံး320လောက်ကျွန်တော်တို့ဒီ data မှာဝင်နိုင်ပါတယ်ဟိုချင်းပြည်ရတဲ့ဖက်ပြည်ရဖြစ်ရမယ်ဆိုတော့နော်အဲ့လိုလောက်နေပဲမဲ့လေတချို့နေရာမှာတော့ကောင်းတယ်ဟုတ်ဒါပေမဲ့ရသွားဖြစ်ဒီပြန်ပြီးတော့ဟာခါဖက်မှာလည်းကောင်းပဲမဲ့လေကောင်းတဲ့အကွက်လေးကြီးရှိတယ်တချို့ဟာခါဆိုပဲမဲ့လေနေရာတိုင်းမှာမကောင်းကောင်းဟုတ်ကဲ့အဲ့လိုမျိုးဆိုတော့ coffee စိုက်မယ်ဆိုရင်တော့အခုတောင်သူဒီဖက်ကဟိုစိတ်ဝင်စားတဲ့လူရှိရင်ပေါ့နော်ဟုတ်ကဲ့သူတို့ site ချင်းတွေဆိုရင်တော့ဘယ်လိုမျိုးနေရာကိုရွေးတင်တယ်ဟုတ်ကဲ့ကျွန်တော်အနေနဲ့တော့နေရာ2ခုရွေးစေချင်ပါတယ်တစ်ခုကကျွန်တော်တို့ဒီ coffee ကိုစိုက်မယ်ဆိုရင်ခူးဖို့လွယ်တဲ့နေရာပေါ့အရန်ကြီးတောင်ဆောင်ကြီးဆိုရင်တော့ကျွန်တော်မရွေးတင်ပါဘူးနည်းနည်းခူးလို့လွယ်မဲ့နေရာရွေးတင်ပါတယ်နောက်တစ်ခုကတော့အရေးပင်အောက်ဒုတိယအချက်ကတော့အရေးပင်ရှိရပါမယ်အရေးပင်ရှိတဲ့နေရာဆိုရင် coffee ကအကောင်းဆုံးအနေထားကိုရပါတယ်အဲ့တော့ coffee စိုက်ပျိုးဖို့တောင်သူတွေကသူတို့အနေနဲ့coffee မစိုက်ပျိုးခင်အရင်ဆုံးအဲ့ဒီနေရာကိုကျွန်တော်စစ်ဖို့လိုပါတယ်ကြောက်ပေါ်တဲ့နေရာမဖြစ်ရဘူးရေဝစ်တဲ့နေရာမဖြစ်ရဘူးနောက်ဆုံးအချက်ကတော့ဘာလဲဆိုတော့အဲ့ဒီ coffee အရေးပင်တွေအောက်မှာထားမယ်ဆိုရင်လေအရေးပင်တွေကအောက်မှာပေါင်းနေအရန်ကြီးထူနေတဲ့နေရာမဖြစ်ရအောင်ဒါဆိုရင်ကျွန်တော်က coffee ကိုကောင်းကောင်းမွန်မွန်စိုက်ပျိုးလို့ရပါတယ် coffee ကဟိုစိုက်ရုံနဲ့မပြီးပါဘူး coffee ကိုခူးအောင်ပါခူးတဲ့နေရာကြတော့မှကျွန်တော်တို့အရန်ကိုမတ်ဆောက်လွန်တဲ့နေရာမျိုးမှာကျွန်တော်သွားစိုက်မိတယ်ဆိုလို့ရှိရင်အခက်အခဲရှိနိုင်ပါတယ်နောက်တစ်ခါတော့ကြောက်ပေါ်တဲ့နေရာမျိုးမှာစိုက်ထားမယ်ဆိုရင်အခက်အခဲရှိနိုင်တယ်เป็นลมดักเสียท้าตุกุสตาเจติชวนกุมขัดชงลองเจ้าเข็นเอาติกาจะต้องเจ้าเข็นเอาเรามีอามาติอัตายงานดิ้งมีสิ่งนี้ชงคาร์ประคัดให้จอมโคงทองทุ่มกันจินเสียจนอาท้าตุกเตียกันมุจากันลมตุจนรุ่งดีติ๊กบิโรจีเสียมลูเวเนี่ยเอลิเมเปลี่ยนตรงทางเราใส่บิโรจีวงเงียยาเมส่วนเนาะဆရာအဲ့ဒါကျွန်တော်တို့အနေနဲ့တော့တော်တော်ကောင်းတယ်လို့မြင်တယ်အခုဆရာပြောချင်ရကြံတဲ့ပြည်နေမှာလည်းတက်လောက်ပဲရကြတာပဲဟုတ်ပါတယ်ဒီလောက်တော့တကယ်လို့ဒီမှာဒီနောက်ပိုင်းကပြောလို့မရဘူးအမှန်တမ်းကောင်းတဲ့အသီးတွေကျွန်တော်တီးလာတဲ့အခါကျတော့ဒီထက်တောင်ပူတောင်ကောင်းသွားတယ်အခုကအနည်းဆုံးနဲ့ဆရာပြောပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့ဆရာချင်းလေးနည်းနည်းများသွားတယ်ဆရာကိုကျေးဇူးတင်တယ်ဆရာအနေနဲ့ဒီဘလူးကောမလဲဆိုရင်ဒီအားပေးတယ်နေတော့တောင်းသူတွေစိုက်ချင်လာအောင်ဆရာနောက်ဆုံးအနေနဲ့ဘာတွေပြောချင်လဲလို့ကျွန်တော်မေးရစေဟုတ်ကျွန်တော်အနေနဲ့တော့ကျွန်တော်တို့ကစိုက်ပျိုးရေးနဲ့စီးပွားရှာကြတဲ့လူတွေအနေနဲ့ကျွန်တော်အနေနဲ့3ခုမှာကျင်တာလေးရှိပါတယ်ပထမတစ်ခုကကျွန်တော်တို့တောင်ပေါ်မှာမှစိုက်လို့ရတဲ့သီးနှံတွေကိုကျွန်တော်တို့ရွေးတင်ပါတယ်ဒါဘာကြောင့်လဲဆိုတော့ coffee ကိုကျွန်တော်မြေပြန့်မှာစိုက်လို့မရပါဘူးအဲ့အတွက်ကျွန်တော်တို့ရဲ့ပြိုင်ဘက်ကကျွန်တော်တို့မြေပြန့်ကလူတွေကကျွန်တော်တို့ ਨੇ ဘလို့မှပြိုင်ပြီးတော့ coffee ထုတ်လို့မရပါဘူးဒါပထမတစ်ချက်ပါဒုတိယတစ်ချက်ကတော့ကိုယ်စိုက်ပျိုးတဲ့သီးနှံကိုယ့်အနေနဲ့စိတ်တိုင်းကြထိမ့်သိမ်းထားပြီးတော့မှဈေးကောင်းရမှရောင်းတဲ့ပုံသဏ္ဍာန်မျိုးစိုက်ပျိုးမှုကိုကျွန်တော်ဖော်ဆောင်တင်ပါတယ်ဒါဘာကြောင့်ကျွန်တော်ပြောရလဲဆိုတော့အခုဆိုလို့ရှိရင်ကျွန်တော်တို့ကအသီးနှံတွေစိုက်လိုက်တယ်ဝယ်မဲ့လူကမရှိဘူးအဲ့အချိန်မှာကျွန်တော်ကြာမသိမ်းထားနိုင်ဘူးဆိုရင်ကျွန်တော်ဒီသီးနှံတွေစိုက်ပျိုးမှုကဆုံးရှုံးမှုတွေရှိနိုင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်ရာသီဥတုဒဏ်တွေကိုခံရလို့ဒါမှမဟုတ်ဘူးဆိုရင်အထွက်နှုံးတွေရော့လို့အဲ့လိုဟာမျိုးမဖြစ်နိုင်တဲ့သီးနှံမျိုးကိုလည်းကျွန်တော်တို့ကရွေးဖို့လိုပါတယ်အဲ့တော့ coffee ကအခုပြောတဲ့သီးနှံမှာပါပါတယ်နောက်ဆုံးတစ်ခုကတော့ကျန်တဲ့သီးနှံတွေကိုစိုက်မယ်ဆိုရင်ကျွန်တော်တို့ကအဲ့သီးနှံစိုက်ပျိုးဖို့အတွက်နိုင်ငံခြားရင်းနှီးငွေတွေကုန်ရတယ်ဥပမာဖြစ်ဓာမျိုးစာဝယ်ရမယ်မျိုးစီဝယ်ရမယ်နောက်ဆုံးကျွန်တော်တို့နိုင်ငံမှာမထွက်လို့အိတ်ပါဝယ်ရအောင်အဲ့တော့ coffee ကတော့အဲ့လိုမဟုတ်ပါဘူး coffee ကကျွန်တော်မျိုးကလည်းပြည်တွင်းရပဲမျိုးဖြစ်ပါတယ်ခူးတဲ့လူတွေကျန်တဲ့စက်ပစ္စည်းတွေအားလုံးကကျွန်
ကျွန်တော်နိုင်ငံခြားကနေပြီးတော့နိုင်ငံဂျားငွေကိုတုံးပြီးတော့ကျွန်တော်ဝယ်ကြမလို့ပါဘူးအဲ့တော့ကျွန်တော်တို့စိုက်ပျိုးလိုက်တဲ့ဒီ coffee ကထွက်လာတဲ့ကုန်ရဲ့65%တော့ကျွန်တော်တို့ထည့်လိုက်ရတဲ့ပစ္စည်းကပြည်တွင်းရဖြစ်ပါတယ်အဲ့လိုပြည်တွင်းရဖြစ်တဲ့အတွက်ကျွန်တော်တို့နိုင်ငံခြားငွေလည်းကုန်ကြမရှိပါဘူးကျွန်တော်နိုင်ငံခြားငွေတော့မှပြန်ရသေးတယ်အဲ့တော့ကျွန်တော်စဉ်းစားဖို့အတွက်စိုက်ပျိုးတဲ့လူတွေကိုကျွန်တော်အနေနဲ့key message သုံးခုဖြစ်ပြောချင်ပါတယ်ပထမဆုံးတစ်ခုကကျွန်တော်တို့အတွက်ရေရှည်တည်တံ့ခိုင်မြဲတဲ့စိုက်ကုန်ကိုစိုက်ပျိုးကုန်ကိုစိုက်မှသာနေကျွန်တော်တို့အဆင်ပြေမယ်ကျွန်တော်တို့ဒီဟာကိုကျွန်တော်တို့အားထုတ်ပြီးတော့ကျွန်တော်တို့ကုမ္ပဏီတွေရောစိုက်ပျိုးတဲ့သူတွေရောဒီသက်ဆိုင်ရာအာဏာပိုင်ဖွဲ့စည်းတွေအားလုံးပေါင်းဆက်ပြီးတော့ဒီပြည်နယ်ကိုကျွန်တော်တို့ဒီလိုမျိုး coffee အပြင်အခြားသောဂျာညက်သီးနှံတွေစိုက်ပျိုးပြီးတော့ဝင်ငွေလည်းတိုးနောက်တစ်ခါကျတော့ကျွန်တော်တို့အလုပ်ကိုင်ခွင့်ရေးလည်းရနောက်ပြည်ပကိုတင်ပို့တဲ့အတွက်ကျွန်တော်တို့အတွက်ပို့ပြီးတော့မှနိုင်ငံခြားငွေတွေရဖို့အတွက်အားလုံးပူးပေါင်းပြီးတော့ကျွန်တော်စူးစမ်းကြပါဆိုဒါလေးကကျွန်တော်တို့ဆက်ပြလေးပါကျွန်တော်တို့အနေနဲ့ကဘာလဲဆိုတော့ coffee ကိုကျွန်တော်တို့ဒီတိုင်းအမှုန့်တွေကိုတုံးလို့ coffee ဆက်ပြအနေနဲ့တုံးလို့ရအောင်ဆိုပြီးတော့ coffee အနံ့လေးပါမယ်နောက်တစ်ခါကျတော့ coffee ရဲ့အသွင်သဏ္ဍာန်လေးနဲ့ကျွန်တော်တို့ထုတ်ထားတာဖြစ်ပါဒါလေးကဆက်ပြဒါကတော့ကျွန်တော်တို့coffee scrap ပါ coffee scrap ကဘာလဲဆိုတော့ကျွန်တော်တို့ coffee ကိုတောက်ရုံနဲ့မဟုတ်ပဲね coffee ကနေပြီးတော့ကျွင်းကြံလာတဲ့ဒါမှမဟုတ် coffee အမှုန့်တွေကိုကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ဒီမှာကိုယ့်ရဲ့ကိုယ်ခန္ဓာမှာပို့ပြီးတော့ချောအောင်လို့ဆိုပြီးတော့ကျွန်တော်ဒီထဲမှာတန်လွင်စီတို့အုံးစီတို့ဒါမျိုးတွေကျွန်တော်ရောပြီးတော့ coffee နဲ့လုပ်တယ်အဲ့တော့ဒါဟာဘယ်လိုလဲဆိုတော့ဒီလိုမျိုးလေးယူပြီးွားရင်ကျွန်တော်တို့ရဲ့လက်တွေဒါမှမဟုတ်ကိုယ်ခန္ဓာမှာကျွန်တော်ဘာလုပ်လိုက်လို့ရလဲဆိုတော့ဒီလိုမျိုးလုပ်လိုက်လို့ရဒါဆို तू ကဘာလဲဆိုတော့ဒီမှာရှိနေတဲ့တကယ်လို့ကိုပေါ်မှာရှိနေအခြားသောတွေရှိမယ်ဆိုရင်လည်းဒါတခါတည်းစားပြီးသားဖြစ်သွားမှာပေါ့နော်ဟုတ်လို့ဟာမျိုးလုပ်လို့ရအသားရထင်းသိမ်းတယ်ဟုတ်တယ်နောက်မျက်နှာမှာလည်းလုပ်လို့ရတယ်လုပ်ပြီးသွားပြီဆိုကျွန်တော်ရေဆေးချလိုက်လို့ရှင်ဒီဟာလုံးဝပြောင်းသွားဟုတ်နောက်တစ်ခုကတော့ဒါကျွန်တော်တို့ရဲ့coffee ထုတ်ပါသူကတော့coffee အနေနဲ့220 gram ပါတယ်သူကိုကျွန်တော်တို့က3မျိုးထုတ်တယ် coffee အညက်စားရယ်အကျန်းစားရယ်နောက်တစ်ခါကျတော့ whole bean လို့ခေါ်တဲ့အစီဒါမျိုးကျွန်တော်တို့က coffee 3မျိုးထုတ်တယ်သူ့ရဲ့အချက်လက်တွေကတော့ဒီမှာအစုံပါပါတယ်သူ့ကိုဘယ်လိုလှော်ထားလဲဘယ်လိုမျိုးလောက်ထားလဲဘာကုတ်တွေပါတယ်နောက်ကျွန်တော်စထုတ်ရကနေပြီးတော့မှနောက်ဆုံးအခြေအနေထိကိုကျွန်တော် lot number တွေဒီမှာ batch number တွေပါတယ်ဒါမျိုးပေါ့နော်သူ့ရဲ့အနံကမှုေးတယ်အရသာကပထမစကားစားမှာချင်တယ်ပြီးတော့ခါတယ်နောက်ဆုံးမှာချိုးသွားတယ်ဒီအရသာ3မျိုးကိုကျွန်တော်ဖန်ထားတဲ့ coffee ဖြစ်ပါတယ်ဒါကတော့ကျွန်တော်မြန်မာနိုင်ငံမှာကျွန်တော်တယောက်တည်းပဲရတာတဲ့ organic လက်မှတ်ရတာတဲ့ coffee ဖြစ်ပါတယ်ဒါကကျွန်တော် coffee ကို organic လက်မှတ်ရတာတဲ့ရွာကနေထုတ်ပြီးတော့နောက်ဆုံးမှာကျွန်တော်တို့ coffee ထုတ်ကုန်ထဲမှာနောက်ဆုံး organic လက်မှတ်ရတာတဲ့ထုတ်ကုန်တွေနဲ့ကျွန်တော်ဒီမြန်မာနိုင်ငံမှာကျွန်တော်တူဦးကြီးရှိပါတယ်ဒါလောလောဆယ်မှာမြန်မာနိုင်ငံမှာအခြားနိုင်ငံတွေမှာဒီ coffee ကိုရောင်းနေပါတယ်နောက်ကျွန်တော်တို့ဒီမှာစိတ်ဝင်စားစရာ product တစ်ခုကဘာလဲဆိုတော့ဒီဟာလေးပါဒီဘူးလေးနဲ့ဘာလဲဆိုတော့သူကကျွန်တော်ခီးသွားတဲ့ခါကြာလို့ရှိရင်ဒီ coffee ကို coffee အရန်တောက်ချင်တယ်ဒါပေမဲ့ coffee ဆိုင်တွေမှာကဘာလဲဆိုတော့ coffee mix ပဲရှိတယ်ကျွန်တော်တောက်ချင်တဲ့ coffee လေးကိုရချင်တယ်ဆိုရင်ဒါလေးကိုကျွန်တော်ကခွဲလိုက်ရုံပဲဒီမှာကျွန်တော်အိတ်လေးတစ်ခုထွက်လာအဲ့ဒီအိတ်လေးကိုတစ်ခါထပ်ပြီးတော့ကျွန်တော်ထပ်ခွဲလိုက်ရင်ထပ်ပြီးတော့ဖြဲလိုက်လို့ရှိရင်ဘာဖြစ်လာလဲဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုးလေးခွက်လေးထဲမှာကျွန်တော်သွားပြီးတော့ထည့်ထားလိုက်မယ်ဆိုရင်ကျွန်တော် coffee တစ်ခွက်ကိုကောင်းကောင်းတောက်အောင်အဲ့တော့အရင်တုန်းကတော့ဒီလိုမျိုး coffee ကလွယ်လွယ်နဲ့မရအောင်ကျွန်တော် coffee တွေကိုလည်းအရင်ကောင်းကောင်း coffee တွေလိုချင်တယ်ဆိုရင်ပဲပါလဲဆိုတော့ဒီ coffee ဖြော်တောက်ဖို့အတွက်ကခက်တယ်အခုကတော့ကျွန်တော် coffee ဖြော်တောက်ဖို့အရင်ကိုလွယ်လွယ်ဟုတ်ဒီ coffee နဲ့လည်းမှုေးကြည့်မယ်ဆိုလည်းအနံ့မှုေးနေဟုတ်ဒီလိုမျိုးလေးပေါ့ကျွန်တော်အနေနဲ့ဒီ coffee ကိုဒီလိုမျိုးလေးမှလာပြီးတော့ချိန်လိုက်ရုံပဲပြီးတော့ရင်နွေးကိုဒီပေါ်ကနေပြီးတော့ကျွန်တော်ကလောင်းထည့်လိုက်တယ်ဆိုရင်ဒါ coffee တစ်ခွက်ကမြင်မြန်တောက်ရနောက်ထူးခြားတဲ့ product လေးတစ်ခုကတော့ဘာလဲဆိုတော့ဒါပါကျွန်တော်အနေနဲ့စိုက်ကား coffee ဆိုပြီးတော့
ကျွန်တော်တို့လုံးဝတကြားမပါတဲ့ coffee တစ်မျိုးထုတ်ပါတယ်အဲ့ဒါကတော့ no မဟုတ်အစစ်နဲ့ coffee နဲ့ကိုရောပြီးတော့ကျွန်တော်တို့ coffee ထုတ်ပါတယ်ဒါကတော့နည်းနည်းထူးခြားတဲ့ product ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဒါစိုက်ကားဆိုတဲ့ coffee ကိုလည်းဒီ Genius coffee ကပဲထုတ်တာဖြစ်ပါတယ်နောက်ထူးခြားတဲ့ product တစ်ခုက coffee ကိုကျွန်တော်တို့အစီကိုစားရုံနဲ့မဟုတ်ဘဲနဲ့ဒါကတော့အခွန်ကိုကျွန်တော်လက်ဖက်ချောင်းအနေနဲ့ထုတ်ထားတာဖြစ်ပါတယ်ဒါလေးကလည်းကျွန်တော်တို့အခုဆိုလို့ရှိရင်ဂျပန်နိုင်ငံကိုကျွန်တော်တင်ပို့ပြီးရောင်းချနေပါပြီလက်ရှိဒီcoffee အခွန်ကိုရောင်းတဲ့ဟာလေးကလည်းကျွန်တော်လက်ရှိမှာမြန်မာနိုင်ငံကနေပြီးတော့မှကိုယူစွာနဲ့ထုတ်တဲ့ဟာဖြစ်ပါတယ်အရင်တုန်းကဒီ coffee အခွန်တွေကအမိုက်တွေအဲ့ဒီအမိုက်တွေကိုပဲကျွန်တော်သေချာအချောက်လှမ်းလိုက်တဲ့အခါမှာတောက်လို့ရတဲ့စားတောက်ကုန်တစ်ခုဖြစ်လာပါတယ်ဒါလည်းကျွန်တော်တို့အနေနဲ့ထူးခြားတဲ့ product တစ်ခုဖြစ်ပါတယ်ကျွန်တော်က coffee တင်မဟုတ်ပဲနဲ့လက်ဖက်ချောက်လည်းထုတ်ပါတယ်ဒါကတော့ OZ ဆိုတဲ့လက်ဖက်ချောက်ပါဒါကျွန်တော်တို့မြန်မာနိုင်ငံအနှံ့ဒေသတွေကနေပြီးတော့ထွက်တဲ့လက်ဖက်ချောက်တွေကိုကျွန်တော်ကောင်းကောင်းမွန်မွန်လေးစုပြီးတော့လက်ဖက်ချောက်အနေနဲ့ OZ ဆိုပြီးတော့ကျွန်တော်ထုတ်ပါတယ်ဒါကတော့ကျွန်တော်တို့နောက်ထပ် product တစ်ခုဖြစ်ပါတယ်ဒါကရားပြည်နယ်အထွက်တဲ့ Canary ဆိုတဲ့ product ဖြစ်ပါတယ်အဲ့တော့ကရားပြည်နယ်နဲ့ရှမ်းပြည်နယ်မှာထွက်တဲ့ coffee တွေကိုကျွန်တော်စုပြီးတော့ဒေသထွက်ပါတယ်ဟုတ်ဒါကတော့အသင်းဖြော် coffee စိုက်ကား coffee ပေါ့ကျွန်တော်တို့အနေနဲ့ဒီရွှေရောင်လေးနဲ့ကျွန်တော်တို့ coffee ထုတ်ပါတယ်ကျွန်တော်မှာငွေရောင်နောက်တစ်ခါကျတော့အနီရောင်နောက်ဆုံးဒီအစိမ်းရောင်ဆိုပြီးတော့အားလုံးပေါင်း၄ရောင်ရှိပါတယ်ဒါလည်းကျွန်တော်အခုဆိုလို့ရှိရင်coffee ရဲ့တကြားရဲ့နှုတ်မုတ်ရဲ့နှုတ်မုတ်ကလည်းနှုတ်မုတ်အစစ်ကိုတုံးပြီးတော့ဒီ coffee ကိုထုတ်ပါတယ်ဒါလေးကလည်းကျွန်တော်တို့ရဲ့ product တစ်ခုဖြစ်ပါတယ်အဲ့တော့နောက်ပိုင်းမှာကျွန်တော်အနေနဲ့ချင်းပြည်နယ်ကနေပြီးတော့ coffee ဒီလိုမျိုးပဲအမျိုးစုံကျွန်တော်ထုတ်သွားဖို့စီစဉ်နေရှိပါတယ်ကျွန်တော်အနေနဲ့ဒီ2020မှာကျွန်တော်တို့coffee bean စိုက်ပျိုးမဲ့လူတွေအတွက်ကျွန်တော်တို့စီးရင်တွေစုပြီးတော့ဒီ2021match လကနေစပြီးတော့ကျွန်တော်တို့ပြိုးချန်တွေတိစောက်သွားပါမယ်ဒါတွေကို2022မှာကျွန်တော်တို့ပြိုးပင်တွေကိုဒီကနေပြီးတော့ဝေပေးနိုင်ဖို့အတွက်ဒီနေရာနေပဲအမြင်မြန်နဲ့လွယ်လွယ်ကူကူပို့နိုင်ဖို့အတွက်ကျွန်တော်တို့စီစဉ်ပြီးတော့စတင်ပြီးတော့လှုပ်ဆောင်နေပြီဖြစ်ပါတယ်ပြိုးပင်တွေကိုဒီ data နဲ့ကိုက်ညီတဲ့ပြိုးပင်တွေကိုကျွန်တော်တို့အခုချိန်မှာရှာဖွေပြီးတော့ဘယ်လိုမျိုးပြိုးပင်တွေကျွန်တော်ပေးနိုင်အောင်လုပ်မလဲဆိုတာကိုကျွန်တော်တို့လေ့လာစမ်းစစ်နေပါတယ်လာမယ့်နှစ်ပါတော့ကျွန်တော်ပြိုးချံကိုတိစောက်ပြီးတော့ကျွန်တော်ပြိုးပင်တွေချင်းပြည်နယ်တဝမ်းကျွန်တော်ဝေငှသွားမှာဖြစ်ပါတယ်